ဘာသာရေးကိုအကြောင်းပြပြီးလူတွေကိုလှည့်စားလိုက်များတဲ့သူတွေကအဆိုးဆုံးပဲဒီလူကအဲ့လိုမျိုးအလုပ်ကိုလုပ်ခဲ့တယ်တရက်မှာတော့နားလေသွားတဲ့အရာတစ်ခုကတိတ်မကြခင်မှာကဘာကြီးကပြက်စီးတော့မှအဲ့ဒီတော့ငါအနေနဲ့လူတွေကိုကယ်တင်ရမယ်ဆိုတဲ့စိတ်မျိုးသူရှိမှဝင်သွားခဲ့တယ်အဲ့လိုကနေအဆိုးဆုံးလုပ်ရက်တွေကိုသူလုပ်ခဲ့တယ်ဒီ Rhodes ဆိုတဲ့သူက Anthill Kids အသင်းခွဲရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ် Rhodes ကပြင်သစ်ကနေဒီယန်လူမျိုးသူကကနေဒါမှာမွေးဖွားကြီးပြင်းလာခဲ့သူကဘာသာရေးနဲ့ပတ်သက်ပြီးအစွဲလန်းကြီးရဲ့အရန်အကြမ်းဖက်တတ်တဲ့မိသားစုကနေပေါက်ဖွာလာတဲ့သားတစ်ယောက်သူ့မှာမောင်နှမ၈ယောက်ရှိတယ်။သူ့အဖေကိုယ်တိုင်ကလည်းသားသမီးတွေကိုအမြဲတမ်းအကြမ်းဖက်နေတတ်တယ်။တစ်ခေါက်တုန်းကဆိုရင်တော့ရန်လေးလံလုံးနဲ့ဖက်နှက်တွေကိုစီးပြီးခလေးတစ်ယောက်ချင်းစီရဲ့ခြေတလုံးတွေကိုကန်ခိုင်းတာအဲ့ဒါကိုကစားနည်းတစ်မျိုးလို့သူ့အဖေကခေါ်တယ်။ Rhodes ကထက်မြက်တဲ့ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေကလည်းသူ့ကိုသဘောကျကြ Rhodes အနေနဲ့အမျိုးသမီးတွေကိုပိုးပန်းဖို့အတွက်အများကြီးစ조사နေစရာမလိုဘူးအမျိုးသမီးတွေကိုယ်တိုင်ကသူ့ကိုသဘောကျကြတယ် Rhodes ရဲ့အသက်22နှစ်အရွယ်မှာ18နှစ်အရွယ်ကောင်မလေးနဲ့သူပထမဦးဆုံးအကြိမ်လက်ထပ်ခဲ့တဲ့ကလေး2ယောက်လည်းရခဲ့ပထမတော့တာယာပျော်ရွှင်စရာမိသားစုလေးပဲနောက်ပိုင်းမှာတော့သူ့ရဲ့မိသားစုပျက်စီးသွားခဲ့သူကမူရစ်ဆေးတွေတုံးအရက်တွေတောက်ပြီးတော့သူ့ရဲ့မိန်းမအပေါ်လည်းဖောက်ပြန်ခဲ့ခုနဲ့သူကဖောက်ပြန်တဲ့မိန်းမကိုလက်ထပ်ပြီးတော့သူ့ရဲ့ပထမမိန်းမကိုကွာရှင်းတယ်အဲ့ဒီနောက်ပိုင်းမှာဘာသာရေးနဲ့ပတ်သက်တဲ့ဆွဲလန်းမှုတွေကသူ့ရှိမှပို့ပြီးတော့ပြင်းထန်လာခဲ့သူဖះเจ้าအမြဲတမ်းသွားတဲ့နောက်ပိုင်းမှာသူဟောပြောပွဲတွေလည်းလှုပ်လာခဲ့အဲ့ဒီကိုလာတဲ့သူတွေအကုန်လုံးကိုလည်းသူဟာတန်ရှင်းစင်ကြယ်တဲ့တမန်တော်တစ်ယောက်ဖြစ်တယ်။သူကဖះသခင်နဲ့စကားပြောနိုင်တယ်ဆိုပြီးတော့လိန်လေခဲ့။သူ့ကိုယုံကြည်ရဲ့နောက်လိုက်တွေလည်းအများကြီးရှိလာခဲ့တဲ့အချိန်မှာသူကပြောပြတယ်လောကကြီးကတိတ်မကြခင်ပျက်စီးတော့မှကဘာကြီးကအဆုံးသတ်သွားလိမ့်မယ်။အဲ့ဒါကြောင့်ဘာမှလုံမနေကြနဲ့သူ့ကိုဖះသခင်ကတကိုးတွေပေးထားတယ်အဲ့ဒီတကိုးတွေနဲ့လူတွေကိုကြားမအောင်လို့လှုပ်ပေးနိုင်မယ်ဆိုပြီးတော့သူကလိန်လေခဲ့အဲ့လိုနဲ့သူ့နောက်လိုက်တယောက်ရဲ့မိန်းမကကင်ဆာရောဂါဖြစ်နေခဲ့တာသူဆေးရုံမှာဆေးကုသမှုခံယူနေခဲ့တာကိုလည်းဘာဆေးကုသမှုမှခံယူစရာမလိုဘူးဆိုပြီးပြောတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအမျိုးသမီးကွယ်လွန်သွားခဲ့သူ့ရဲ့အစိုးရယုံကြည်မှုတွေနဲ့မဖြစ်နိုင်တဲ့ပြောစကားတွေကြောင့်နောက်ဆုံးမှာအဲ့ဒီဖះเจ้าကနေမောင်းထုတ်ခံလိုက်ရတယ်ဒီအချိန်မှာသူကလက်မလျှော့သေးပဲနဲ့ကိုယ်တိုင်အသင်းတစ်ခုကိုသူကထူထောင်ခဲ့အဲ့ဒီအချိန်မှာလည်းသူ့ရဲ့နောက်လိုက်တွေကသူ့ကိုယုံကြည်နေကြဆဲပဲကဘာကြီးကပြတ်တော့မှမိသားစုတွေကိုစွန့်ခွာခဲ့ကြအပိုအလုပ်တွေလုံးမနေကြနဲ့ကြောင်းမတက်ကြနဲ့အလုံးမလုံးကြနဲ့လို့ပြောတဲ့အတွက်ဒီလူတွေအကုန်လုံးကသူ့နောက်ကိုလိုက်လာခဲ့ကြတယ်သူကတောင်ပေါ်ဒေသမှာရှိတဲ့နေရာလေးတစ်ခုမှာသူ့ရဲ့အသင်းကိုဖွင့်ထားတယ်။အဲ့ဒီခုနှစ်ကတော့1989ခုနှစ် Rhodes ကသူ့ရဲ့နောက်လိုက်တွေကိုအရန်ထိန်ချုပ်တယ်။သူတို့ဝိတာစားတာနေရာထိုင်တာအားလုံး Rhodes ရဲ့ဆန္ဒအတိုင်းပဲသူတို့လုပ်ရတယ်။ဒါရင်ဘဲကမလဲသူ့နောက်လိုက်တွေရဲ့မိန်းမတွေအားလုံးကိုသူကခိုးယူပေါင်းတင်ခဲ့တယ်။သူ့ရဲ့တရားဝင်ဇနီးနဲ့ရတဲ့ကလေး2ယောက်အပါအဝင်သူ့မှာနောက်ထပ်ကလေး22ယောက်ရှိတယ်။နောက်လိုက်တွေကသူ့ကိုမေးခွန်းတွေပြန်ထုတ်ပြီးတော့မေးမြန်းလာခဲ့တဲ့အချိန်မှာလည်းသူကအကြမ်းဖက်တဲ့နီလန်တွေအသုံးပြုခဲ့တယ်။အဖွဲ့တွေမှာရှိတဲ့နောက်လိုက်ငယ်သားတွေကအမိတ်ကိုမနာခံတာလွန်ဆန္ဒတွေလုပ်ရင်သူကဒီဇောက်ထိုးကြီးချိတ်ဆွဲထားပြီးခန္ဓာကိုယ်အနက်မှာရှိတဲ့အမွှေးတွေကိုတပင်ချင်းစီဆွဲနှုတ်တယ်။မိဖို့ပေါ်မှာထိုင်ခိုင်းတယ်ကြွအသေးတွေကိုစားခိုင်းတယ်သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာကျင့်ကြီးစွန့်ခဲ့တယ်။အဲ့ဒီအထီအောင်ဆိုးဆိုးဝါးဝါးတွေလုပ်ခဲ့တယ်။ဒါမျိုးအပြစ်တွေကိုလူကြီးတွေကိုပဲသူကပေးခဲ့တာမဟုတ်ဘဲနဲ့ခလေးတွေပေါ်မှာဆိုရင်လည်းထိုနည်း၎င်းပါပဲသူဒီထက်ပိုဆိုတဲ့နှိမ့်ဆက်မှုတွေကိုလုပ်ခဲ့ပေမဲ့ဒီဗီဒီယိုမှာပြောပြလို့မရတဲ့အတွက်ကြောင့်မို့လို့မပြောပြတော့ပါဘူး။တခါတုန်းကဆိုရင်2နှစ်အရွယ်ကလေးလေးကတစ်ချိန်ကုန်လုံးငိုယိုနေခဲ့တဲ့အတွက်ကြောင့်မို့လို့သူကဒီကလေးကိုစေကူသားရမယ်ဆိုပြီးတော့ကလေးလေးကိုသူ့ကိုယ်တိုင်ခွဲစိတ်ခဲ့တယ်။ကလေးလေးကိုပိုးတက်ပေးဖို့အတွက်သူကအရက်ပြန့်တွေကိုတောက်ခိုင်းပြီးတော့ကတ်ကြီးကိုအသုံးပြုပြီးခွဲစိတ်ခဲ့တယ်။ဒါပေမဲ့ဒီ2နှစ်အရွယ်ကလေးလေးကမခံနိုင်ဘဲနဲ့ကွယ်လွန်သွားခဲ့တယ်။အခုလိုတွေဆိုးရွားတဲ့အရာတွေဖြစ်ခဲ့တဲ့အချိန်မှာကြေးရွာတွေကိုဝင်စည်းခံရပြီးတော့ Rhodes ကိုရဲတွေကဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။သူထောင်ထဲမှာတစ်နှစ်လောက်နေပြီးတော့ပြန်ထွက်လာတာနဲ့သူကအသိန်းကောင်းဆောင်ပြန်ဖြစ်နေပြန်ရောနောက်ထပ်လူသေးဆုံးမှုတွေထပ်ဖြစ်ခဲ့တယ်။မိန်းမတွေကတယောက်ဆိုရင်ကိုဝင်ရှိနေခဲ့တဲ့အချိန်မှာပဲသူအရန်ရှိုက်လိုက်တဲ့အတွက်ကြောင့်မို့လို့ခလေးကိုသူဆုံးရှုံးခဲ့ရတယ်။နောက်ထပ်မိန်းမတယောက်ကခလေးမွေးပြီးတာနဲ့ရာသီဥတုအေးခဲနေတဲ့အပြင်ဘက်မှာဒီမိန်းမကိုယ်တိုင်ကသူ့ခလေးလေးကိုတွားထားခဲ့။ဘာလို့လဲဆိုရင်တော့သူ့ကိုမတရားယူထားတဲ့ဒီယောက်ျားရဲ့လက်ထဲမှာဆိုရင်ဒီကလေးကပို့ဆိုးတဲ့အခြေအနေနဲ့ဘဝအဆုံးသတ်သွားမှာဆိုလို့ဒီအတိုင်းအေးခဲပြီးသူ့ဘဝအဆုံးသတ်သွားတာပိုကောင်းတယ်လို့တွေးမိတော့ပဲဒီထက်ပိုဆိုးတာကမိန်းမတယောက်ကဗိုက်အရန်အောင့်နေတယ်ဆိုပြီးတော့ပြောခဲ့တဲ့အချိန်မှာသူကထပ်ပြီးခွဲစိတ်ကူတာမှုလုပ်ပေးမယ်ဆိုပြီးတော့ကန့်လန့်ခဲ့ဒီတစ်ခေါက်မှာတော့သူကအရက်ပြတ်မတော့ခိုင်းတော့ဘူးပိုးတန့်စင်တာတွေမလုပ်တော့ဘဲနဲ့ဒီအတိုင်းပဲခွဲစိတ်ခဲ့စိတ်မကောင်းစွာနဲ့သူလည်းအသက်မရှင်ခဲ့ပါဘူးသူမကိုအားလုံးကမြေမြုပ်တချို့ပေးခဲ့ကြတယ်နောက်တော့သူဒီအမျိုးသမီးကြောင့်အိမ်မက်တွေခဏခဏမတ်တာနဲ့အဲ့ဒီအမျိုးသမီးရဲ့အလောင်းကိုပြန်ပြီးတော့တူးခဲ့တယ်အဲ့ဒီအမျိုးသမီးရဲ့အလောင်းနဲ့လက်ထပ်တယ်ပြီးတော့သူအသက်ပြန်ရှင်လာအောင်လုပ်ပေးမယ်ဆိုတဲ့အစီအရင်တွေကိုလည်းလုပ်တယ်
သူမတရားသိမ်းပိုက်ထားတဲ့အမျိုးသမီးတွေကိုမကျေနပ်ရင် private area တွေကိုမီးရှို့ပစ်တာမျိုးလုပ်တယ်။သွားကိုင်းနေရလို့ပြောလို့ရှိရင်သွားတစ်ချောင်းအစား၈ချောင်းလောက်ကိုနှုတ်ပစ်တယ်။လက်ချောင်းတွေကိုဖြတ်ပစ်တယ်။တစ်ခါတလေလက်မောင်းအရင်ကနေခုတ်ပလိုက်တယ်။သူရဲ့အဖွဲ့ထဲမှာရှိတဲ့အမျိုးသမီးတယောက်ကရအောင်ထွက်ပြေးပြီးတော့ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တဲ့အချိန်မှာသူရဲ့အပြစ်တွေအတွက်ပထမပိုင်းထောင်ဒဏ်12နှစ်ချမှတ်ခံရတယ်။နောက်ပိုင်းသူရဲ့အပြစ်တွေကအယောင်များတော့တဲ့အတွက်ထောင်ဒဏ်တစ်သက်တစ်ကြုံချမှတ်ခြင်းခံလိုက်ရတယ်။သူထောင်ကျသွားခဲ့ပေမဲ့သူ့ကိုယုံကြည်ထားတဲ့သူတွေကဆက်လက်ရှိနေသေးပဲ။မိန်းမ3ယောက်ဆိုလို့ရှင်တော့သူတရားဝင်ယူထားတဲ့မိန်းမတွေမဟုတ်ဘူးနော်ဒါတော့မှသူနဲ့တွေ့ဆုံခွင့်ရရှိခဲ့သေးတယ်။ထောင်ကျနေနဲ့နောက်ထပ်ကလေး4ယောက်ကိုတောင်သူမွေးဖွားခဲ့တယ်။2011ခုနှစ်မှာတော့ထောင်အတွင်းထဲမှာပဲသူရဲ့အခန်းပေါ်ကသူ့ကိုအဆုံးသတ်လိုက်တဲ့အတွက်ကြောင့်မို့လို့လောကကြီးကိုအမြဲတမ်းသူနှုတ်ဆက်ထွက်ခွာသွားခဲ့ရတယ်။ဒီလူကတော့လောကကြီးရဲ့မှာအဆိုးဆုံးလူတွေကတယောက်လို့ကိုပြောလို့ရတယ်တတော့ကိုရက်စက်ယုံမာတဲ့သူတယောက်ပါ။ဟုတ်ကဲ့ဒီနေ့အတွက်အမှုကတော့ဒီအထိပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။